မလေးရှားထားရှိကိုအကောက်ကနေမြန်မာနိုင်ငံကေပေးထားကိုငွေဘယ်လိုလွှဲရမလဲဆိုတာကိုအရန်သိချင်ကြလို့ကျမဒီနေ့ငွေလွှဲတဲ့နည်းလေးကိုတိတိကျကျလေးပြောပြပေးသွားမယ်နော်ဒီရင်ဆုံးထားရှိကိုအကောက်ထဲကိုဝင်မယ်ဒီမှာမြားပြထားတဲ့အတိုင်းကိုနှိပ်မယ်ပြီးရင်ဒီလိုမျိုးပေါ်လာလိမ့်မယ်အပေါ်မှာကြတော့မလေးငွေ100เนาะကိုက100လွှဲမယ်ဆိုရင်အောက်ကဒီနေ့ရတဲ့ငွေဈေးเนาะနောက်ပြီးရင် continue ကိုနှိပ်ဒီမှာ e-wallet ဆိုတဲ့အမြားလေးတိုက်ကိုသေချာလိုက်နှိပ်เนาะဒီနားရောက်ပြီဆိုရင်ကိုလွှဲမဲ့သူရဲ့ဖုန်းနံပါတ်တွေနာမည်တွေထည့်မယ်ဒီမှာအပေါ်မှာဆိုရင်နာမည်အစအစိုးကိုထည့်ရမယ်နောက်ပြီးတော့ကိုလွှဲမဲ့သူနဲ့ကိုနဲ့ဘာပတ်သက်လဲဆိုတာပေါ့နော်ကျမကတော့တငယ်ချင်းဆိုတဲ့ဟာကိုရွေးထားတယ်တငယ်ချင်းကိုရွေးတဲ့သူကများတယ်လေဒီတိုင်းထည့်မယ်ဆိုရင်လည်းရပါတယ်ရှင်ဒီမှာကိုလွှဲမဲ့သူရဲ့ဖုန်းနံပါတ်ကိုထည့်မယ်နော်ထပ်ပြီးပြီဆိုရင်ဒီနီလန်းတိုက်ဒီမှာမြားလေးတိုက်ကိုသေချာလိုက်ကြည့်ပြီးတော့လိုက်လုပ်ကြည့်နော်ဒီနေရာမှာထက်တဲ့နံပါတ်ကတော့မှားလို့မရဘူးเนาะ KPay အကောက်ဖွင့်ထားတဲ့သူရဲ့နံပါတ်ကိုထည့်ရမယ်เนาะ KPay အကောက်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုသေချာလေးထည့်เนาะမမှားစေနဲ့ဒီမှာကြတော့လွှဲတဲ့ရည်ရွယ်ချက်ပေါ့เนาะဘာဖြစ်လို့လွှဲတာလဲဆိုတော့ကိုဒီမှာကျမပြထားတဲ့အတိုင်းကိုသေချာလိုက်ကြည့်ပြီးတော့ထည့်လို့ရပါတယ်ရှင်ဒါကတော့ငွေဈေးတွက်ပြီးတော့ရတဲ့စလစ်ပါเนาะစလစ်ရပြီဆိုရင်ဒီလိုမျိုးပေါ်နေလိမ့်မယ်နောက်ကြရင်အောက်က pay ဆိုတဲ့ဟာကိုနှိပ်မယ်နောက်ဆုံးမှာထားရှင်ကိုအကောက်ရဲ့ password ကိုထည့်ရမယ်နော်ဒီနေရာမှာ verify လုပ်ဖို့တော့လိုပါတယ်မလေးရှားကိုပိုင်ဘဏ်အကောင့်ရှိတဲ့သူကတော့ရိုးကိုတွားစရာမလိုပဲဖုန်းထဲကနေလုပ်လို့ရတယ်ဘဏ်အကောင့်မရှိတဲ့သူကတော့ဒီနေရာမှာဖုန်းနံပါတ်နာမည်လိပ်စာကိုလုပ်တဲ့အနေအရာကိုထည့်ပြီးတော့3ရက်စောင့်ရမယ်3ရက်မစောင့်ချင်ဘူးဆိုရင်တော့ကျမလိုမျိုးရိုးကိုတိုင်တွားပြီးတော့တွားလုတ်ခိုင်းလို့ရတယ်နော်တွားတဲ့ချိန်မှာတော့ကိုယ့်ရဲ့ passport ကိုတော့ပါအောင်ယူတွားရမယ်ထဲကိုရောက်ပြီဆိုရင်သူကအတန်းစီစဉ်နေမို့လို့ token နံပါတ်အပြောက်ကိုအရင်ယူရမယ်နော်ဒီနေရာမှာနားမလဲတာရှိတယ်ဆိုရင်မေးလို့ရတယ်နော်ကောက်တာမှာနံပါတ်ပြရပြီဆိုတော့ဟိုးနောက်က TV ပြားပေါ်မှာကိုယ့်ရဲ့နံပါတ်ကိုခေါ်မဲ့ခြေကိုထိုင်ပြီးတော့စောက်ရမယ်နော်ကိုအလှည့်ရောက်ပြီဆိုရင်ခေါ်တဲ့ကောက်တာကိုတွားရမယ်အဲ့ဒီနားရောက်ပြီဆိုရင်ကိုရဲ့ passport ကိုပြပြီးတော့ကိုဘာလုပ်ချင်လဲဆိုတာကိုကောက်တာမှာပြောလိုက်ရင်ရပါပြီရှင်ကျမကိုယ်တိုင်လည်းဒီနေ့ရိုးကိုတွားပြီးတော့လောက်ခတ်တာအဆင်ပြေခဲ့တယ်အဲ့ဒါကြောင့်ထားရှင်ကိုကနေ KPay ထဲကိုငွေလွှဲချင်တဲ့သူတွေဆိုရင်ရိုးကိုယ်တိုင်တွားပြီးတော့လောက်ကြပါလို့အကြံပြုပေးချင်တယ်ရှင်